အကယ်၍ခမားကိုယ်တိုင်ကပစ္စည်းတစ်ခုအတွက်ပတ်စံပေးစရာမလိုဆိုရင်ခမားကိုယ်တိုင်ကသူတို့ရဲ့ရောင်းကုန် product ဖြစ်နေလို့ပဲခမားတို့အခုသုံးနေတဲ့ Facebook တို့ TikTok တို့ YouTube တို့ဒီ app တွေကခမားတို့အနေနဲ့တစ်ချက်မှပေးစရာမလိုပဲနဲ့ခမားတို့ဘာလို့အလကားသုံးနေရလဲဆိုတာခမားတို့တွေစဉ်းစားကြဘူးလားတကယ်တော့ဤပညာလောကမှာဆိုရိုးစကားတစ်ခုရှိတယ် if you are not paying for the product then you are the product တဲ့ကြော်ညာကုမ္ပဏီကိုခမားတို့ရဲ့ data တွေကိုသူတို့ကရောင်းပြီးမှပတ်စံရှာကြတာပဲဖြစ်ပါတယ်အတူချုပ်အနေနဲ့ပြောရရင်ခမားတို့ရဲ့စိတ်ဝင်စားမှုကိုသူတို့ကရောင်းပြီးမှပတ်စံရှာတာပေါ့နော်ဒါကြောင့်ခမားတို့အနေနဲ့နောက်တစ်ခါကျရင် app တစ်ခုကို permission ပေးတော့မယ်ဆိုရင်ဘယ်အချက်တွေကို permission ပေးမှာလဲကင်မရာကိုပေးမလားဒါမှမဟုတ် location ကိုပေးမလားအဲ့လိုစတဲ့ permission တွေကိုကြည့်ပြီးမှသတိထားပြီးမှပေးစီခြင်းပါတယ်ဗျာ